သာသနာ9000တီးတယ်ဆိုတာအပြည့်အဝဒီတိုင်းကြီးတီးနေတာမဟုတ်ဘူးတဖြည်းဖြည်းလျော့ပါလာတဲ့အဓိပ္ပာယ်နဲ့တီးတာဒါကြောင့်မို့အဆင့်50ဖြင့်သာသနာကွယ်ပါခြင်းဆိုတာကိုမှတ်သားကြဖို့အဲ့တော့ကွယ်ပါခြင်း5မျိုးရှိတယ်ကွယ်ပြောက်သွားတာသာသနာကွယ်ပြောက်သွားတဲ့အခါမှာအဆင့်50ဖြင့်ကွယ်ပြောက်တယ်ပထမဘာကွယ်တယ်လဲလို့ဆိုလို့ရှိရင်ပထမကွယ်တာအဓိကမအန္တရဒါနတဲ့အဓိကမဆိုတာဘာကိုပြောတာလဲလို့ဆိုရင်စံတရားအဓိကမဆိုတာမဲ့၄ပါးဖို့၄ပါးဝိဇ္ဇာ၃ပါးအဘိညာဉ်၆ပါးပဋိသင်္ခိတာဉာဏ်၄ပါးလို့ဆိုတဲ့တရားထုတရားမြတ်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကျင့်မှရနိုင်တဲ့ထူးခြားမွန်မြတ်လာတဲ့မဲ့လေးတန်ဖို့လေးတန်ဆိုတဲ့လောကုတ္တရာတရားဝိဇ္ဇာ၃ပါးဗိညာဉ်၆ပါးပဋိသင်္ခိတာ၄ပါးလို့ဆိုတဲ့ထူးခြားတဲ့ဉာဏ်အည်အသွေးတွေအဲ့ဒါတွေဟာအဓိကမလို့ခေါ်တယ်အဲ့ဒီအဓိကမကပထမဆင့်အနေနဲ့အရင်ကွယ်သွားမယ်တဲ့နောက်ဒုတိယကွယ်ပြောက်မှာကဘာလို့ဆိုရင်ပฏิပတ်တိအန္တရဒါနဘုရားမြတ်စွာသာသနာတော်ဝင်ရောက်လာပြီဆိုလို့ရှိရင်ဇန်တို့ဝိပဿနာတို့ဆိုတဲ့သမထဝိပဿနာဆိုတဲ့ကျင့်စဉ်တွေကျင့်သီလကစပြီးသီလသမารိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်အဲ့ဒီအကျင့်တရားတွေနောက်ဆုံးမှာသာသနာတော်မှာအကျင့်တရားလုံးဝကွယ်ပတ်သွားပြီဆိုရင်ပฏิပတ်တိအန္တရဌာနလို့ဆိုတဲ့ဒုတိယအဆင့်ကွယ်ပြောက်သွားခြင်းပဲဖြစ်တယ်ပထမအဆင့်ကတရားထုတရားမြတ်တွေအရင်ကွယ်မယ်ပြီးရင်ပฏิပတ်တိဆိုတဲ့တရားထုတရားမြတ်ရခြင်းအကြောင်းဖြစ်တဲ့အကျင့်တရားတွေကွယ်မယ်နောက်တတိယကွယ်မှာကဘာလဲလို့ဆိုလို့ရှိရင်ပရိယတ္တိအန္တရဒါနဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေမကွယ်ပရအောင်စာပေပို့ချနိုင်စွမ်းရှိတဲ့သံဃာတော်တွေသာသနာအာဇာနည်တွေပေါ်ထွက်လာအောင်ဆိုပြီးတော့လုပ်ပေးနေတဲ့သင်ယူကျက်မှတ်ကြရတဲ့ပရိယတ္တိစာပေတွေပိဋကသုံးပုံနဲ့ပိဋကသုံးပုံလို့ဆိုတဲ့ဗုဒ္ဓဝဆနတွေအဲ့ဒီသင်ယူရမယ့်ပိဋကသုံးပုံအထကထာပါဠိအထကထာနဲ့တကွပါဠိတော်အဲ့ဒါတွေတတိယအဆင့်အနေနဲ့ကွယ်ပတ်သွားမယ်တဲ့အဲ့ဒါတွေမကွယ်ရအောင်ဒီပရိယတ္တိအန္တရဒါနလို့ဆိုတဲ့ပရိယတ္တိအဆင့်မကွယ်အောင်ဘလောက်ရေးချီးဆိုလောက်ကင်နေကြရတယ်ဆိုတာဆင်ခြင်စဉ်းစားကြည့်လို့ရတယ်ပေါ့နောက်၄ဆင့်မြောက်ကွယ်မှာကတော့လိင်ကအန္တရဒါနတဲ့ယဟန်တန်ဃာတွေရဲ့အသွင်တရံတွေပျောက်ကွယ်သွားယဟန်တန်ဃာတွေအခုဒီကနေ့ဖူးတွေးနေရတဲ့ပုံပန်းတရံတွေဟာပျောက်ကွယ်သွားဆိုပါစို့အိန္ဒိယနိုင်ငံမှာဒီတော်များများဒီအသွင်တရံတွေပျောက်ကွယ်သွားပြီဂျပန်နိုင်ငံမှာရှိတဲ့တချို့ဂိုင်းတွေဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကဂျပန်ကနေလာပြီးတော့ဗုဒ္ဓဇင်လာပို့ချတဲ့ကျိုတိုဘက်ကကျိုတိုတက္ကသိုလ်တစ်ခုကလာရောက်ပြီးတော့ဖုန်းသင်တန်းပို့ချတာဒေါက်တာမိုရီဆိုတာရှိတယ်သူကြည့်တော့လူစားပဲဟောမီရှည်နဲ့နက်တိုင်နဲ့အင်ကြီးနဲ့ဒါပေမဲ့လို့သူနေတဲ့အခန်းမှာရေးထားတာ Reverend လို့ရေးထားတော့ဟောဒါဘုန်းကြီးပဲလို့ကြည့်လိုက်တော့သူကဂျပန်ဘုန်းကြီးဖြစ်တယ်ဂျပန်ဘုန်းကြီးကအိမ်အောင်လဲရှိတယ်ကြည့်လိုက်ရင်လူပဲ
လူဝလူစားပဲဘယ်သူမှဘုန်းကြီးလို့မပြောနိုင်တဲ့အနေအထားမျိုးအဲ့ဒါဘာကွယ်သွားတာတုံးဆိုလိင်္ဂအန္တရာဒါနဘုန်းကြီးအသွင်သဏ္ဍာန်ကွယ်သွားပြီလို့ဒီလိုပြောတာနာမည်တော့ကြံသေးတယ်ဘုန်းကြီးတဲ့ဘုန်းကြီးဆိုတဲ့နာမည်ကြံသေးလွန်ခဲ့တဲ့3နှစ်လောက်ကတောင်မှပဲရန်ကုန်မှာမြန်မာနိုင်ငံကကိုရင်တစ်ပါးကိုလာရန်ခံပေးတယ်ရန်ကလှုပ်ပြီးရန်ခံပေးတယ်သူ့ရဲ့ဂျပန်ဘုန်းကြီးရဲ့အမျိုးသမီးကမြန်မာနော်ကလေးလေးတယောက်ရှိအဲ့ဒီမှာလာရန်ခံပေးတော့ထေရဝါဒယဟန်နေဘုန်းကြီးတို့တိမ်ထဲဝင်ပြီးရန်ခံနေတဲ့အချိန်မှာတော့ခလန်းလန်းကဂျပန်ဘုန်းကြီးဝစားတွေဝုတ်ပြီးတော့ငြိမ်ငြိမ်လေးထိုင်နေတယ်အဲ့ဒီအချိန်မှာတော့ဘုန်းကြီးအသွင်သဏ္ဍာန်ရှိတယ်သူကခေါင်းတော့ပြောင်းအောင်ရိတ်ထားတာပေါ့သို့တော့ဂျပန်သင်္ကန်းယုံထားတယ်ရဟန်းကပြီးလို့နောက်စွန်းစားချိန်ကျတော့ဒီဘုန်းကြီးဘယ်ရောက်သွားပါလဲလို့ကြည့်တဲ့အခါကျတော့လူဝလူစားနဲ့လူတွေနဲ့ဝင်ပြီးထမင်းစားနေတာတော့တွေ့ရတယ်နော်တာမန်လူတွေဝတ်တဲ့အင်ကြီးနဲ့လုံကြီးနဲ့အဲ့ဒီမှာဝင်ပြီးထမင်းစားနေအဲ့တော့အသင်္တရံပျောက်သွားတာဒီလိုဆိုလိင်္ဂအန္တရဒါနလို့ခေါ်တယ်သာသနာရဲ့အနှစ်ကတော့ပရိယတ္တိရှိနေသေးရင်အနှစ်ရှိပြီလိင်္ဂအန္တရဒါနဆိုတာအသင်္တရံပျောက်ကွယ်သွားတာကိုပြောတယ်အဲ့ဒီအဆင့်ကိုလည်းရောက်သွားနိုင်သေးတယ်နောက်ဆုံးသာသနာလုံးဝကွယ်သွားတယ်ဆိုတဲ့အဆင့်ကြတော့ဘာလို့ဆိုဓာတုအန္တရဒါနဒီကနေ့မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ relate လို့ခေါ်တဲ့ဘုရားမြတ်စွာရဲ့ဓာတ်တော်မွေးတော်တွေရွှေရကုံစေတီထဲမှာဆိုလို့ရှိရင်ဇီဝကေတဓာတုလို့ဆိုတဲ့ဆန်းတော်တခြားစေတီပထိုးတွေထဲမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေးတော်တွေအဲ့ဒီဓာတ်တော်မွေးတော်တွေမြတ်စွာဘုရားနဲ့ပတ်သက်တဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့သာရိရိကဓာတ်တော်မွေးတော်တွေဟာနောက်ဆုံးကြတော့ပူဇော်မဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်နောက်ဆုံးအနေနဲ့ဒီဓာတ်တော်တွေကကွယ်သွားအောင်မှာပဲတဲ့အဲ့ဒီနောက်ဆုံးကွယ်သွားတာကိုဓာတုအန္တရဒါနလို့ဟောသာသနာဟာအဆင့်50နဲ့ကွယ်သွားမယ်အဲ့ဒီနောက်ပိုင်းကျတော့သာသနာလုံးဝမရှိတော့ဘူးဒီကနေ့ဗုဒ္ဓသာသနာလုံးဝကွယ်သွားပြီနောက်ဘုရားကိုမျှော်ကြစို့ပဲရှိတော့ပြီအခုချိန်မှာတော့နောက်ဘုရားကိုမျှော်ဖို့မလိုသေးဘူးမြတ်စွာဘုရားဟောထားတဲ့တရားတွေရှိနေသေးတယ်အကျင့်တရားတွေရှိနေသေးတယ်ဓာတ်တော်မွေတော်တွေလည်းရှိနေသေးတယ်ယဟန်တန်ဃာတွေလည်းအသွင်သဏ္ဍာန်တွေပြည့်ပြည့်ဝဝရှိနေသေးတယ်ဒီကနေ့သာသနာတီးနေတော့မှရှိသေးတယ်ဒီတီးနေတဲ့သာသနာတော်ဟာဘယ်တော့ကွယ်မှလဲလို့ရက်အကန့်အသတ်ထားလို့မရဘယ်လောက်ရှည်အောင်မှလဲလို့လည်းရက်အကန့်အသတ်ထားလို့မရဘူးဘယ်ပေါ်မှာမူတည်တယ်လဲလို့ဆိုရင်ကိုယ်ွယ်စိတ်ကကြတဲ့ဗုဒ္ဓဘာသာဝင်တွေပေါ်မှာယဟန်တန်ဃာတွေပေါ်မှာကိုယ်ွယ်စိတ်ကကြတဲ့ဒကာဒကမတွေပေါ်မှာမူတည်တယ်သာသနာအရှိတည်တမ်းဖို့ဆိုလဲယဟန်တန်ဃာတွေနဲ့ဗုဒ္ဓရဲ့ဘာသာဝင်သူတော်စင်တွေပေါ်မှာမူတည်တယ်သာသနာကွယ်တယ်ဆိုတာလည်းပဲဒီပုဂ္ဂိုလ်တွေရဲ့အပေါ်မှာပဲမူတည်တယ်